အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဖုံးရှိန်ခန့်ဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာကျွန်တော်ရဲ့ရိုက်ကူးရေးလေးနားရက်လေးလည်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အိမ်မာနေနဲ့ကျွန်တော်စာအုပ်လေးတစ်ခုဖတ်ဖြစ်ပါတယ်အများတန်းလို့စာအုပ်ကတော့ကျွန်တော်ပုံမှန်ဖတ်ဖြစ်လေးရှိတယ်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်စာအုပ်ဖတ်နေရင်းနဲ့ဒါချစ်ရတဲ့ပရိသတ်တွေအားလုံးကိုကျွန်တော်ဗဟုသုတလေးတစ်ခုကိုကျွန်တော်မျှဝေပေးခြင်းပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဖတ်နေတဲ့စာအုပ်ကတော့ဆရာကြီးဟိန်းလဲရဲ့ကံကောင်းခြင်းဆိုတဲ့ဒီစာအုပ်လေးပဲဖြစ်ပါတယ်ဘဝနဲ့တဲ့စီးပွားရေးတွင်နဲ့အောင်မြင်မှုအခြေအနေများကိုတဲ့ဖန်တီးခြင်းဆိုတဲ့ဒီစာအုပ်လေးပေါ့နော်အဲ့ဒီထဲမှာကျွန်တော်အကြိုက်ဆုံးစာအုပ်တစ်အုပ်လုံးတော့ကျွန်တော်အရင်သဘောကျတယ်ဖတ်လို့လည်းအရင်ကောင်းတယ်အဲ့ဒီထဲမှာဒါကျွန်တော်အကြိုက်ဆုံးအချက်ပေါ့နော်ဒါကံကောင်းခြင်းနဲ့ပတ်သက်တဲ့အချက်10ချက်ကိုကျွန်တော်ချစ်ရတဲ့ပရိသတ်တွေကိုဖတ်ပြမှာပဲဖြစ်ပါတယ်ကံကောင်းခြင်းဤတဲ့ပထမမြောက်ဥပဒေတာတဲ့ကံကြမ္မာသည်ကြာရှည်မခံပါအဘဲကြောင့်ဆိုတော့၎င်းသည်တင့်အပေါ်တွင်မူတည်မနေ၍ဖြစ်သည်ကံကောင်းခြင်းကိုမူကျွန်တော်တို့တူးချင်းဖန်တီးယူ၍ရ၏ထို့ကြောင့်၎င်းသည်ထာဝရကြာရှည်တည်မြဲနေခြင်းဖြစ်ပါသည်အဲ့ဒါကြတော့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ရဲ့ကံကြမ္မာကြာရှည်မခံဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့အပေါ်မှာလည်းမူတည်ဒါပေါ့နော်ဒါတင့်အပေါ်တွင်မူတည်မနေ၍ဖြစ်သည်ဆိုတာကျွန်တော်တို့ပေါ်မှာဒီကံကြမ္မာကြီးကကြတော့ကျွန်တော်တို့ပေါ်မှာမူတည်နေတာမဟုတ်ဘူးပေါ့နော်ကံကောင်းခြင်းကိုမူတဲ့ကျွန်တော်တို့တူးချင်းစီကိုဖန်တီးယူရနိုင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်တဲ့ကံကောင်းခြင်းဆိုတာထာဝရအမြဲတမ်းကြာရှည်တည်မြဲနေခြင်းဖြစ်တယ်တဲ့အဲ့တော့အဓိပ္ပာယ်ကဘယ်လိုလဲဆိုတော့ကံကြမ္မာကကျွန်တော်တို့ပေါ်မှာမူတည်နေတာမဟုတ်ဘူးကံကောင်းခြင်းနေဆိုတာကတော့ကျွန်တော်တို့ပေါ်မှာမူတည်နေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်နေတာဖြစ်ပါတယ်ဒုတိယဒီကံကောင်းခြင်းဤဒုတိယမြောက်ဥပဒေတာတဲ့လူအများသည်ကံကောင်းခြင်းကိုရလိုကြ၏တဲ့သို့တော့ကံကောင်းခြင်းနောက်ကိုမူလိုက်၍စံသားရှိသူနည်း၏တဲ့သူရဲ့အဓိပ္ပာယ်ကဘယ်လိုလဲဆိုတော့ငါကံကောင်းခြင်းလိုက်တာငါအလုံးမှာကံကောင်းခြင်းလိုက်တာငါစီးပွားရေးမှာအရန်ကံကောင်းခြင်းလိုက်တာငါစာမွေးဖြည့်တဲ့အချိန်ကျရင်ကံကောင်းခြင်းလိုက်တာနေ့ရက်တိုင်းမှာကံကောင်းခြင်းတွေကိုလူတိုင်းကကျွန်တော်အပါဝင်လူတိုင်းကရယူလိုကြတယ်ပေါ့နော်ဒါပေမဲ့ကံကောင်းခြင်းရဲ့နောက်ကိုလိုက်ဖို့အတွက်ကိုတဲ့ကျွန်တော်တို့တွေကစံသားတွေကနည်းနေတယ်တဲ့ချစ်ရတဲ့ပရိသတ်တွေအားလုံးကလည်းဒီရဲ့အဓိပ္ပာယ်ကိုသေချာလေးစဉ်းစားပြီးတော့အဖြေတစ်ခုကိုရှာလို့ရနိုင်ပါတယ်နောက်တစ်ချက်ကကြတော့ကံကောင်းခြင်းဤတတရားမြောက်ဥပဒေတာတဲ့တင့်တွင်တဲ့ယခုကံကောင်းမှုမရသေးဟုဆိုခြင်းမှာတဲ့တင်သည်တဲ့ပုံမှန်အခြေအနေအောက်မှာရှိနေခြင်းကြောင့်ဖြစ်၏တဲ့ကံကောင်းမှုကိုရရှိရန်အတွက်တင်သည်အခြေအနေတစ်များကိုဖန်တီးယူမှရနိုင်မည်တဲ့အဲ့လိုမျိုးပေါ့အဓိကဘာလဲဆိုတော့ပေါ့ကျွန်တော်မှဥမာထားပါတော့အလုပ်တွေမရသေးဘူးဆိုလို့ရှိရင်ကံကောင်းမှုကိုမရသေးတဲ့ဟာကိုပြောတာပေါ့နော်အဲ့ဒီဟာကတဲ့ကျွန်တော်တို့ရဲ့ကံကောင်းခြင်းတွေကပုံမှန်အခြေအနေအောက်မှာပဲရှိနေသေးတယ်ကံကောင်းမှုကိုရရှိနိုင်ရင်အတွက်တင်းဒီအခြေအနေတစ်များကိုဖန်တီးမှုရရမယ်တဲ့ဥပမာကျွန်တော်တို့ဆိုလို့ရှိရင်ဒါလိုအပ်ချက်တွေကိုဘာတွေရှိနေမလဲလိုအပ်ချက်တွေရှိနေတဲ့အရာတွေအားလုံးကိုကျွန်တော်တို့ကအမြဲတမ်းပြင်ဆင်နေရမယ်ပြီးသွားတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့တွေအတွက်ကိုအမြဲတမ်းသင်ယူလေ့လာနေမှသာလျှင်ကံကောင်းခြင်းတွေရောက်လာတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဒါအခွင့်အရေးတွေကိုအသုံးချနိုင်ရမှာပေါ့နော်အဲ့ဒါမျိုးဆိုတာလည်းဒါကံကောင်းခြင်းတွေစီကကိုယ့်စီကိုရောက်လာတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်ပါတယ်ခင်ဗျ